ဟိုးရှိတုန်းကတာယာလှပတဲ့မြို့ပြကြီးတစ်ခုရဲ့ခန့်ညားထဲဝါလာတဲ့နန်းတော်ကြီးထဲမှာနော်ဝေမိသားစုဝင်တွေဖြစ်တဲ့ဘယင်နဲ့မိဖုရားကြီးတို့နေထိုင်ကြပါတယ်။ဘယင်နဲ့မိဖုရားကြီးဟာစီးစိမ်ဥစ္စာအလုံးစုံကိုပိုင်ဆိုင်ထားကြပေမဲ့သူတို့မှာသားသမီးယတနာမရှိတာကြောင့်ဘဝကတခုခုလိုနေသလိုခံစားနေကြရပါတယ်။သူတို့ဟာမကြာခဏဆိုသလိုဝမ်းနဲ့ပူဆွေးနေကြရပြီးအမွေဆက်ခံမဲ့သူရရှိဖို့အတွက်တာဆုတောင်းနေခဲ့ကြပါတယ်။မြို့ထဲကအတော်ဆုံးဆရာဝန်တွေနဲ့တိုင်ပင်ဆွေးနွေးခဲ့ကြသလိုဘယ်တော့မှလည်းမျှော်လင့်ချက်မပြတ်ခဲ့ကြပါဘူး။ရတဲ့တပတ်အနေငယ်ကြတဲ့အခါမှာတော့အချစ်ရဘာဖြစ်တာလဲနေမကောင်းတယ်လို့ပဲနော်လို့ဘယင်ကြီးကမေးမြန်းခဲ့ပါတယ်။အိမ်နောက်မှာတော့မိဖုရားကြီးဟာတည်ငောင်းတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဲ့ဒါကတော့ဒူမဟာမကြခင်မှာမိခင်တယောက်ဖြစ်တော့မယ်ဆိုတာပါပဲ။ဘယင်ကြီးရဲ့ပျော်ရွှင်မှုဟာတိုင်းထက်လွန်ဖြစ်ခဲ့ပြီးတမျိုးလုံးကိုမုံတွေလိုက်လံဝင်ငှခဲ့ပါတယ်။ဘယင်ကြီးဟာမိဖုရားကြီးကိုအလွန်ဂရုစိုက်ပြီးဘလို့နာကျင်မှုမျိုးမှမရှိအောင်လဲကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီမြို့ထဲမှာပဲဝဲလ်မန်ဆိုတဲ့မိသားစုလည်းနေထိုင်ပါတယ်။အဲ့ဒီမှာလည်းမိဖုရားကြီးဟာကိုဝင်ရှိနေပြီးနှစ်ပေါင်းများစွာကြာပြီးမှသူတို့စီကပျော်ရွှင်မှုတွေရောက်ရှိလာခဲ့တာပါအချိန်အတန်ကြာပြီးတဲ့နောက်မှာတော့နော်ဝေမိသားစုမှာချစ်စရာကောင်းတဲ့သမီးတော်လေးတစ်ပါးဖွားမြင်လာပြီးဝဲလ်မန်မိသားစုမှာလည်းဒါလေးယတနာဖွားမြင်ခဲ့ပါတယ်ဝဲလ်မန်ဘယင်ကြီးဟာသူ့သားကိုစပက်တီယန်လို့အမည်တွင်စေခဲ့ပြီးနော်ဝေမိသားစုရဲ့သမီးနာမည်ကတော့အော်ရီလီယာလို့အမည်တွင်စေခဲ့ပါတယ်သူတို့ဟာအော်ရီလီယာရဲ့လူအင်ဆန္ဒမန္တမြကိုဖြည့်ဆည်းပေးပြီးအလွန်အမင်းချစ်ခင်ယူရပြုစုပျိုးထောင်ပေးခဲ့ပါတယ်အော်ရီလီယာတက်ခုနှစ်ပြည့်တဲ့ခါမှာတော့နန်းတော်အပြင်ဘက်ကိုထွက်ဖို့စတင်ပူစာပါတော့တယ်။ဒါပေမဲ့မိဖုရားကြီးကတော့တမီးတော်ကိုပေးကင်းစေချင်တာကြောင့်သူမအပေါ်အယံကိုတင်ကျက်ခဲ့ပါတယ်။တနေ့မှာတော့အော်ရီလီယာဟာနန်းတော်ထဲကနေတိတ်တဆိတ်ထွက်သွားခဲ့ပါတယ်။ဘယင်နဲ့မိဖုရားကြီးတို့ဟာထိတ်လန့်တကြားဖြစ်ပြီးလိုက်လံရှာဖွေခဲ့ကြပေမဲ့ဘယ်သူမှရှာမတွေ့ခဲ့ပါဘူး။အော်ရီလီယာဟာခြံဝင်းတစ်ခုစီကိုရောက်သွားခဲ့ပြီးအဲ့ဒီမှာစပက်တီယန်မြင်းစည်းတင်နေတာကိုတွေ့သွားပါတယ်။အော်ရီလီယာဟာမြင်လိုက်ရတဲ့မြင်ကွင်းကိုတဘောကျသွားပြီးသူလည်းမြင်းစည်းတင်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲနန်းတော်ကအစီခံတွေကဒူမကိုတွေ့ရှိသွားပြီးပြန်ခေါ်သွားကြပါတယ်။မိဖုရားကြီးဟာတမီးတော်ကိုမြင်ချင်းမှာပဲတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ပါတော့တယ်။အော်ရီလီယာဟာသူမလည်းမြင်းတကောင်လိုချင်တယ်လို့စွတ်အတင်ပူစာပါတော့တယ်။မင်းတမီးမြင်းတကောင်လိုချင်တယ်ဝယ်ပေးပါလို့ပြောတဲ့ခါမှာတော့ငါတို့ဝယ်ပေးပါမယ်။ဒါပေမဲ့တမီးတယောက်တည်းအပြင်မထွက်ရဘူးနော်လို့ကတိတောင်းခဲ့ကြပါတယ်။အဲ့ဒီချိန်မှာပဲလေဓမားတယောက်ရဲ့မြင်းမှာမြင်းကလေးနှကောင်မွေးထားတာရှိပြီးအထီးတစ်ကောင်အမတစ်ကောင်ဖြစ်တယ်။ထူးခြားတာကအဲ့ဒီမြင်းနှကောင်လုံးမှာတူညီတဲ့မွေးရပါအမတ်တာပါရှိနေတာပါ။ဘယင်ကြီးကတော့အော်ရီလီယာအတွက်မြင်းမလေးကိုဝယ်ယူခဲ့ပြီးဗဲလ်မန်မိသားစုကတော့စပက်တီယန်အတွက်မြင်းထီလေးကိုဝယ်ယူခဲ့ပါတယ်။အော်ရီလီယာဟာဒူမရဲ့မြင်းလေးကိုအလွန်ချစ်ခင်မြတ်နိုးပြီးဂယူတစိုက်ကြွေးမွေးပြုစုပါတယ်။ဒူမဟာမြင်းလေးနဲ့အတူအချိန်ဖြုံးလေးရှိပြီးသူ့ကိုတငယ်ချင်းတယောက်လိုသဘောထားပါတယ်။အတန်ကြာပြီးတဲ့နောက်မှာတော့နော်ဝေမိသားစုဟာမြို့ကနေပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အော်ရီလီယာဟာသူမရဲ့ချစ်လှစွာသောမြင်းလေးကိုပါတခြားမြို့ကိုခေါ်ဆောင်သွားခဲ့ပါတယ်။နော်ဝေမိသားစုဟာတခြားမြို့မှာနန်းတော်အသစ်တစ်ခုကိုပြောင်းရွှေ့သွားတဲ့အခါမှာတော့ဘဝတစ်ခုကိုစတင်ခဲ့ကြပါတယ်။ဘယင်နဲ့မိဖုရားဟာအော်ရီလီယာအတွက်အရာရာကိုဂယူတဆိုင်တင် जा ပေးပြီးပြည့်စုံတဲ့မီနီမီတစ်ပါးဖြစ်အောင်ပြိုးထောင်ခဲ့ကြပါတယ်။အော်ရီလီယာအသက်22နှစ်ပြည့်တဲ့ခါမှာတော့သူမမှာလှပတဲ့ဝတ်စုံတွေအဘိုးတန်တဲ့ကြောက်တံပဒများတွေအကောင်းဆုံးစာအုပ်တွေရှိနေပါပြီ။သူမမှာလွတ်လပ်မှုကလွဲ၍အရာအလုံးရှိနေခဲ့ပါတယ်။သူမကိုပဲနေရာကိုမှတယောက်တည်းတွားခွင့်မပြုဘဲအမြဲတမ်းကိုရန်တော်တွေနဲ့ခြံရံထားပါတယ်။ဒါဟာသူမကိုစိတ်ပြတ်အားငယ်စေပြီးတခါတလေမှတောတာထွက်စေပါတယ်။အော်ရီလီယာမှာတငယ်ချင်းမရှိသလိုသူမရဲ့ကဘာကြီးဟာလည်းသူမရဲ့မျက်မှောက်လေးပဲရှိခဲ့တာပါ။သူမဟာမြင်းကလေးကိုပါထက်မဆိုပိုချစ်ပါတယ်။အော်ရီလီယာဟာမယုံနိုင်လောက်အောင်လှပပေမဲ့သူမရဲ့အလှပပေါ်မှာဘယ်တော့မှမာနမထောင်လွှားခဲ့ပါဘူး။သူမမှာအယံကိုနူးညံ့တဲ့နှလုံးသားရှိပြီးကျင်နာတတ်တဲ့တနာဂယုနာလည်းရှိပါတယ်။သူမရဲ့အဖိုးတန်ပစ္စည်းတွေကိုတောင်အစီခံတွေရဲ့သားသမီးတွေကိုပေးကမ်းလေးရှိပါတယ်။ဒီနေ့မှာတော့ဘယင်နဲ့မိဖုရားကြီးဟာနန်းတင်ပွဲတော်တစ်ခုကိုတက်ရောက်ဖို့ပြင်ဆင်နေကြပါတယ်။သူတို့ကအော်ရီလီယာကိုလည်းလိုက်ခဲ့ဖို့ပြင်ဆင်ခိုင်းပေမဲ့အော်ရီလီယာကနေမကောင်းလို့ဆိုပြီးအကြောင်းပြကမလိုက်ပဲနေခဲ့ပါတယ်။ဒူမဟာအခန်းထဲကိုဝင်ပြီးအိတ်ချင်ရောင်ဆောင်နေခဲ့ပါတယ်။ဘယင်နဲ့မိဖုရားကြီးဟာအစေခံတွေကိုအော်ရီလီယာကိုဂယူဆိုင်ဖို့မှာကြပြီးထွက်ခွာသွားကြပါတယ်။သူတို့ထွက်သွားတာကိုအတီးပြုတ်ပြီးတာနဲ့အော်ရီလီယာဟာပတင်းပေါက်နာကိုအတားရကတ်သွားပြီးအပြင်ကိုချောင်းကြည့်လိုက်ပါတော့တယ်။မိဘတွေကထွက်သွားကြပြီးအခုတော့ဒူမလွတ်လပ်သွားပြီပေါ့။ဒူမဟာကျိုးတစ်ချောင်းကိုချီလိုက်ပြီးပတင်းပေါက်ပေါ်ကနေအောက်ကိုဆင်းခဲ့ပါတယ်။ဒူမရဲ့ရင်တွေကတဒိန်ဒိန်ခုန်နေပေမဲ့မျက်ဝန်းတွေကတော့စိတ်လှုပ်ရှားမှုကြောင့်တောက်ပနေပါတယ်။
အောက်ရောက်တာနဲ့ဒူမရဲ့မျက်မှောက်လေးစီကိုတန်တန်မတ်မတ်တွားလိုက်တယ်ဒူမရဲ့မျက်မှောက်လေးကိုကျင်းနာစာပုတ်တက်ပေးလိုက်ပြီးအဲ့ဒီနောက်မှာတော့မြင်းကိုတိတ်တဆိတ်စီးပြီးနန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်ဒါဟာအော်ရီလီယာအတွက်ပထမဆုံးချိန်ဖြစ်ဒူမသွားချင်တဲ့နေရာကိုသွားခွင့်ရတာပါဒူမဟာကန်ဂျမာကစောင့်ကြိုနေတဲ့ဒေါ်အုပ်စီကိုဦးတီတွားနေပါတယ်အော်ရီလီယာဟာဒေါ်အုပ်ထဲကိုရောက်သွားတဲ့အခါမှာတော့ဒူမရဲ့ပပတ်လဲမှာအယောင်ဆုံးလှပတဲ့ပန်းလေးတွေပွင့်နေတာကိုတွေ့လိုက်ရပါတယ်ပန်းရနံ့တွေကအရန်ကိုမွေးပြန့်လွန်းတာကြောင့်မအောင်နိုင်ပဲပန်းလေးတွေကိုခူးပြီးအိတ်ထဲထည့်ပါတော့တယ်ရုတ်တရက်ဆိုသလိုဒူမရဲ့နောက်ကနေဒိုးညင်းတဲ့တန်လေးတစ်ခုကိုကြားလိုက်ရတယ်လဲကြည့်လိုက်တဲ့အခါမှာတော့ဒူမရဲ့နောက်မှာနတ်သမီး၃ယောက်ရက်နေတာကိုတွေ့လိုက်ရပါတယ်နတ်သမီးတွေကဘာလို့ငါတို့ဥယျာဉ်ထဲကပန်းတွေခူးနေတာလဲလို့မေးလိုက်ပါတယ်အော်ရီလီယာဟာလန့်သွားပြီးရင်တွေလဲတုန်သွားပါတယ်။ဒူမာကဒီပန်းလေးတွေကအရန်လာလို့ပါ။သူတို့ရဲ့ရနံ့ကလည်းဆွဲမက်စရာကောင်းလိုက်တာလို့လေတံအေးအေးလေးနဲ့ပြန်ပြောပါတယ်။နတ်သမီး၃ယောက်ဟာတယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြပါတယ်။မင်းကမင်းသမီးလေးတစ်ပါးနဲ့တူတယ်။မင်းကိုဒီနေရာမှာငါတို့မြင်ဖူးတာဒါပထမဆုံးပဲ။အော်ရီလီယာဟာတာယာစွာပြုံးရင်းဟုတ်တယ်ဒီနေရာကိုသမီးတကယ်သဘောကျတယ်။ဒေါ်အုပ်ထဲကတခြားနေရာတွေကိုလည်းလိုက်ပြပေးနိုင်မလားဟင်လို့မေးလိုက်ပါတယ်။ဒါပေါ်အော်ရီလီယာရဲ့တိုးနောက်ကိုလိုက်ခဲ့လေကျေးဇူးတင်ပါတယ်တငယ်ချင်းတို့ရေနတ်သမီးလေးတွေဟာဝန္တာအားရနဲ့ဒူမကိုခေါ်ဆောင်သွားကြတယ်သူတို့ကရေတွေဟာဖန်သားလိုကြည်လင်နေတဲ့လှပတဲ့မြစ်သစင်းစီကိုခေါ်သွားကြပါတယ်အော်ရီလီယာရဲ့မျက်ဝန်းတွေဟာပျော်ရွှင်မှုတွေကြောင့်တောက်ပလာတယ်ဒူမဟာမြစ်ထဲကိုဆင်းပြီးရေစော့ရင်းရေမောနေပါတော့တယ်နတ်သမီးလေးတွေနဲ့စကားတွေအများကြီးပြောဖြစ်ရင်းတဖြည်းဖြည်းနဲ့တူငယ်ချင်းတွေဖြစ်သွားကြပါတယ်အချိန်တွေကုန်လွန်သွားတာကိုဒူမတတိမထားလိုက်မိဘူးဒေါ်အုပ်ကြီးကဒူမကိုမွေးစားထားတယ်လို့မျိုးပါပဲပြန်ရမယ့်အချိန်ရောက်တဲ့ခါမှာတော့အော်ရီလီယာဟာအနှဲငယ်ဝမ်းနေသွားပါတယ်အဲ့ဒီချိန်မှာပဲမကောင်းဆိုးဝါးနတ်သမီးတစ်ယောက်ကအော်ရီလီယာကိုအဝေးကနေလမ်းမြင်သွားပါတယ်ဒူမဟာတငယ်ချင်းဖွဲ့ချင်းရောင်ဆောင်ပြီးအနားကိုဖြည်းဖြည်းချင်းကပ်လာပါတယ်ဒါပေမဲ့နတ်သမီးလေး၃ယောက်ကအန်ဒီရဲ့ကိုချက်ချင်းရိပ်မိသွားပြီးသူ့အနားကနေဝေးဝေးတော့သူကလူကောင်းမဟုတ်ဘူးလို့အော်ရီလီယာကိုတတိပေးလိုက်ပါတယ်နတ်သမီးလေးတွေကမကောင်းဆိုးဝါးနတ်သမီးကိုထွက်သွားဖို့မောင်းထုတ်လိုက်ပါတယ်။မကောင်းဆိုးဝါးနတ်သမီးအီဗန်ဟာဒေါသတကြီးကြည့်ရင်ထွက်ခွာသွားပါတယ်။အော်ရီလီယာဟာစိတ်လှုပ်ရှားသွားပေမဲ့နတ်သမီးလေးတွေကိုတော့ယုံကြည်ခဲ့ပါတယ်။အဲ့ဒီနောက်မြင်းကိုစီးပြီးဒေါ်အုပ်ထဲကနေထွက်လာခဲ့ပါတယ်။နန်းတော်ကိုရောက်တဲ့ခါမှာတော့မိဖုရားကြီးကဒူမကိုစောင့်နေပါတယ်။မိဖုရားကြီးဟာအတိမပေးဘဲထွက်သွားတဲ့အတွက်ဒူမကိုဒေါသတကြီးစူပူချိန်မောင်းပါတော့တယ်။အော်ရီလီယာရဲ့မျက်ဝန်းထဲမှာမျက်ရည်တွေဖြည့်ရှံလာပြီးအခန်းထဲကိုပြေးဝင်ကတိတ်တဆိတ်ငိုကြွေးနေပါတော့တယ်။ဘယင်နဲ့မိဖုရားကြီးဟာအော်ရီလီယာရဲ့မွေးနေ့အတွက်ခမ်းနားတဲ့ပွဲတော်တစ်ခုကိုစီစဉ်ကတမျိုးလုံးကိုလည်းဖိတ်စာတွေပေးပို့ခဲ့ပါတယ်။နန်းတော်ကြီးဟာမီးအောင်စုံတွေအလှဆင်မှုတွေနဲ့တောက်ပနေပါတယ်။အော်ရီလီယာဟာဒူမရဲ့တငယ်ချင်းနတ်သမီးလေး၃ယောက်ကိုလည်းဖိတ်ချင်နေပါတယ်။ဒါပေမဲ့ဒူမမှာနန်းတော်ပြင်ပကိုထွက်ဖို့ခွင့်ပြုချက်မရှိပါဘူး။ဒါကြောင့်ဒူမဟာအစီခံတယောက်လိုရုပ်ဖြတ်ပြီးတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။အစီခံတွေရဲ့ကြားမှာရောနှောလိုက်ပါသွားပြီးနန်းတော်ထဲကနေထွက်နိုင်ခဲ့ပါတယ်။ဒူမဟာဒူမရဲ့နတ်သမီးတငယ်ချင်းတွေကိုဖိတ်ဖို့ဒေါ်အုပ်စီကိုတန်တမတ်မတ်သွားပြီးဒီနေ့ဟာတမီးရဲ့မွေးနေ့ပွဲပါလာခဲ့ကြပါနော်လို့ပြောတဲ့အခါမှာတော့နတ်သမီးလေးတွေကတိုးကနတ်သမီးတွေလေလူသားတွေရဲ့ကြားထဲမှာနေလို့မရဘူးလို့ပြန်ပြောလိုက်တယ်။ဒါကိုကြားလိုက်ရတဲ့အခါအော်ရီလီယာဟာဝမ်းနေသွားပြီးမျက်ဝန်းထဲမှာမျက်ရည်တွေပြည့်ရှံလာပါတယ်။တမီးမှာတငယ်ချင်းမှမရှိတာတငယ်ချင်းတို့လာမယ်ဆိုရင်တမီးအရန်ပြောမိမှာပါလို့ပြောလိုက်ပါတယ်။ကောင်းပါပြီတို့တွေလူသားအတွင်နဲ့လာခဲ့ပါမယ်။ဒါပေမဲ့ဘသူကမှအမှန်တိုင်းမပြောရဘူးနော်လို့နတ်သမီးလေးတွေကဆိုပါတယ်။အော်ရီလီယာဟာပျော်ရွှင်စွာပြုံးလိုက်ပြီးချစ်ချင်းပဲသဘောတူလိုက်ပါတယ်။ဒါပေမဲ့မကောင်းဆိုးဝါးအီဗာနတ်သမီးကတော့အဝေးကနေအကုန်လုံးကိုချောင်းမြောင်းနားထောင်နေခဲ့ပါတယ်။ဒူမဟာအော်ရီလီယာရဲ့နောက်ကိုတိတ်တဆိတ်လိုက်သွားပြီးရုတ်တရက်အော်ရီလီယာရဲ့ရှေ့ကိုပေါ်လာတာကြောင့်အော်ရီလီယာဟာလန့်သွားပြီးနောက်ကိုခြေတလန်းဆုပ်လိုက်ပါတယ်။မကောင်းဆိုးဝါးအီဗာနတ်သမီးကပြုံးပြီးငါ့ကိုလည်းမင်းရဲ့ပွဲကိုဖိတ်လိုက်စမ်းပါအောင်လို့ပြောပါတယ်။တကယ်လို့ငါ့ကိုမဖိတ်ဘူးဆိုရင်တခုခုအစိုးကြီးနဲ့ဖြစ်သွားလိမ့်မယ်လို့ချိန်ချောက်ပါတယ်။အော်ရီလီယာဟာဒူမရဲ့စကားကိုလစ်လူရှုပြီးထပ်သွားခဲ့ပါတယ်။မကောင်းဆိုးဝါးအီဗာရဲ့ဒေါတာဟာကလက်စားချီမှုဖြစ်ပြောင်းလဲသွားပါတော့တယ်။ရုတ်တရက်ဒူမဟာအော်ရီလီယာသွားမဲ့လမ်းမှာကြောက်တဲ့တုံးကိုပစ်ချလိုက်ပါတယ်။အော်ရီလီယာရဲ့မြင်းဟာလှန့်သွားပြီးထိမရဖြစ်ကချော်လဲပြီးနှက်ဆိုင်တဲ့ခြောက်တဲကိုကျသွားပါတော့တယ်။အော်ရီလီယာဟာပြင်းထန်စွာထိခိုက်မိပြီးတတိလစ်သွားပါတယ်။ဒူမရဲ့အားနဲလာတဲ့အော်ဟစ်တန်လေးဟာဒေါအုပ်ထဲကိုပြန့်လွင့်သွားပြီးနတ်သမီးလေး၃ယောက်စီကိုရောက်သွားပါတယ်။နတ်သမီး၃ယောက်ဟာအဲ့ဒီနေရာကိုပြေးလွှားရောက်လာကြပြီးတန်ရရနေတဲ့ဒူမကိုတွေ့သွားပါတယ်။သူတို့ဟာသူတို့ရဲ့မော်ပညာကိုတုံးပြပြီးဒူမကိုကယ်တင်ပြုစုခဲ့ကြတယ်။ပြီးတော့နန်းတော်ထဲကိုတိတ်တဆိတ်ပြန်ပို့ပေးခဲ့ပြီးအော်ရီလီယာကိုဒူမရဲ့အခန်းထဲမှာပေးကင်းစွာထားပေးခဲ့ပါတယ်။
အော်ရီလီယာနိုးလာတဲ့ခါမှာတော့ဒူမရဲ့ရှိမှာမွေးနေ့ဝတ်စုံကိုလက်ကကင်ပြီးစောင့်နေတဲ့မိခင်ဖြစ်သူကိုတွေ့လိုက်ရပါတယ်။မိဖုရားကြီးရဲ့မျက်ဝန်းတွေထဲမှာတော့စိုးရိမ်မှုနဲ့မေတ္တာတရားတွေပြည့်နှက်နေခဲ့တာပေါ့။အော်ရီလီယာဟာတခုခုကိုတတိယဖို့စ조사နေသလိုမျိုးဖြည်းဖြည်းချင်းထလာပါတယ်။မိဖုရားကြီးဟာဒူမရဲ့မေတ္တာနဲ့ပြင်ဆင်ပေးပြီးသပင်တွေကိုလည်းပုံသွင်းပေးကလှပတဲ့မင်းသမီးလေးတစ်ပါးဖြစ်အောင်ပြောင်းလဲပေးလိုက်ပါတယ်။ခဏကြာမှာတော့နန်းတော်ထဲမှာမွေးနေ့ပွဲတော်စတင်ပါတော့တယ်။နေရာတိုင်းမှာမိအောင်ဆောင်တွေဒေဂီတတွေနဲ့ပျော်ရွှင်မှုတွေပြည့်နေတာပေါ့။ဧည့်သည်တွေဟာတယောက်ပြီးတယောက်ရောက်ရှိလာကြပြီးရုတ်တရက်ဆိုသလိုလှပတဲ့မိန်းကလေး၃ယောက်နန်းတော်ထဲကိုဝင်ရောက်လာပါတယ်။သူတို့ဟာလူသားအတွင်နဲ့မင်းသမီးလေးတွေလိုဝတ်ဆင်ထားတဲ့နတ်သမီးလေး၃ယောက်ပဲဖြစ်ပါတယ်။နတ်သမီးလေးတွေဟာမွေးနေ့ကိမ်းမုန့်ကိုယူဆောင်လာကြပြီးလူတိုင်းရဲ့အချစ်တွေဟာအော်ရီလီယာစီမှာပဲစုပြုံရောက်ရှိလို့နေပါတယ်။အော်ရီလီယာဟာပြောရှင်စွာနဲ့မွေးနေ့ကိတ်ကိုလီးဖြတ်ပြီးပထမဆုံးအချက်ကိုဒူမရဲ့မိခင်နဲ့ဖခင်တို့ကိုကြွေမွေးလိုက်ပါတယ်။ဒီလိုနဲ့ပျော်ရွှင်စရာကောင်းနေတဲ့အချိန်မှာပဲသစိမ်းမင်းကလေးတယောက်ဟာပွဲထဲကိုဝင်ရောက်လာပါတယ်။ဒူမဟာလူသားအတွင်ဖန်ဆင်းထားတဲ့မကောင်းဆိုးဝါးနတ်သမီးအီဗာပဲဖြစ်ပါတယ်။ဘယ်သူမှဒူမကိုမမှတ်မိပါဘူး။ဒူမကအော်ရီလီယာရဲ့လက်ထဲကိုလှပတဲ့လက်စွပ်တကွင်းထည့်ပေးလိုက်တာပေါ့။အော်ရီလီယာဟာဘာမှမစင်စားပဲပျော်ပျော်ရွှင်ရွှင်နဲ့လက်စွပ်ကိုဝတ်ဆင်လိုက်တဲ့ခါမှာတော့စက္ကန့်ပိုင်းအတွင်းမှာပဲအရာအလုံးစတင်ပြောင်းလဲလာပါတော့တယ်။ခဏချင်းမှတင်လူတိုင်းဟာကြောက်ရွံ့တွေအဖြစ်ပြောင်းလဲသွားကြတယ်။အော်ရီလီယာကိုယ်တိုင်လည်းလှုပ်ရှားလို့မရတော့ပဲအဲ့ဒီနေရာမှာတင်ကြောက်ရွံ့ဖြစ်သွားခဲ့ပါတယ်။အီဗာဟာအောင်နိုင်သူတယောက်လိုဒူမရဲ့ကလစ်စားချိန်မှုအတွက်ကျဲလောင်စွာရဲမောပြီးတဖြည်းဖြည်းချင်းထွက်ခွာသွားပါတော့တယ်။6နှစ်သားချိန်တွေကုန်လွန်သွားခဲ့ပါပြီ။ဗန်မန်မီတာစုရဲ့စပက်တီယန်ဟာခုဆိုရင်အသက်26နှစ်ရှိနေပါပြီ။သူရဲ့နန်းတော်ထဲမှာမြင်းတွေအများကြီးရှိပြီးအထီးအမဆုံတွေကြီးပါပဲ။ဒါပေမဲ့ဘသူကိုမှအနာအကက်မခံတဲ့မြင်းတစ်ကောင်ရှိပါတယ်။အဲ့ဒါကတော့ငငယ်တုန်းကဖခင်ဖြစ်သူလက်ဆောင်ပေးခဲ့တဲ့မွေးရပါအမတ်တာရှိတဲ့မြင်းထီလေးပါပဲ။စပက်တီယန်ဟာမျက်မှောက်လေးတွေနဲ့အများကြီးဆက်ပေးဖို့ကြိုးစားပေမဲ့အဲ့ဒီမြင်းဟာဘယ်သူကိုမှလက်မခံခဲ့ပါဘူး။စပက်တီယန်ဟာသူ့အချစ်ဆုံးဖြစ်တဲ့အဲ့ဒီမြင်းလေးအတွက်စိတ်မကောင်းဖြစ်ရတာကြောင့်အစီခံတွေကိုဒီမြင်းကိုရောင်းပေးတဲ့လယ်သမားကိုလိုက်ရှာခိုင်းပါတယ်။လယ်သမားရောက်လာတဲ့အခါမှာတော့အမှန်တရားကိုပြောပြပါတော့တယ်။နော်ဝေးမိသားစုဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကမြို့ကနေထွက်သွားခဲ့တယ်ဆိုတာကိုစပက်တီယန်တီးလိုက်ရပါတယ်။သူဟာဘာပဲဖြစ်ဖြစ်အဲ့ဒီမြင်းမလေးကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာမြင်းစီးပြီးခီးထွက်ခဲ့တာကိုရက်ပေါင်းများစွာကြာခဲ့ပါပြီ။နောက်ဆုံးမှာမြို့တစ်မြို့ကိုရောက်သွားပေမဲ့ဘယ်သူကမှနော်ဝေးမိသားစုအကြောင်းကိုမမှတ်မိကြတော့ပါဘူး။ဒီနေ့မှာတော့သူ့ရဲ့မြင်းဟာဒေါ်အုပ်တစ်ခုစီကိုဦးတည်ပြီးအရှိန်နဲ့ပြေးပါတော့တယ်။စပက်တီယန်လည်းမြင်းကိုသားမရတာကြောင့်နောက်ကနေပဲလိုက်ပါသွားရတာပေါ့။ဒေါ်အုပ်တွေကိုကြော်ဖြတ်ပြီးခဏအကြာမှာတော့ကြောက်ရွံ့တွေအဖြစ်ပြောင်းလဲနေတဲ့နန်းတော်ကြီးတစ်ခုကိုတွေ့လိုက်ရပါတယ်။သူနန်းတော်ထဲကိုဝင်သွားတဲ့အခါမှာလူတိုင်းကကြောက်ရွံ့ဖြစ်နေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့သူဟာအော်ရီလီယာကိုတွေ့သွားခဲ့ပြီးဒူမရဲ့လက်ထဲမှာလက်စွပ်တကွင်းကဝင်းလက်တောက်ပနေတာကိုတွေ့သွားခဲ့ပါတယ်။စပက်တီယန်ကလက်စွပ်ကိုချွတ်လိုက်တဲ့အခါမှာခဏချင်းမှပင်အရာအလုံးဟာမူလအတိုင်းပြန်လဲကောင်းမွန်သွားပါတော့တယ်။ကြောက်ရွံ့ဖြစ်နေတဲ့လူတွေအားလုံးတက်ရှိပြန်ဖြစ်လာကြပြီးနန်းတော်ကြီးလည်းတဖန်ပြန်လဲတောက်ပလာခဲ့တယ်။စပက်တီယန်မှာအံ့အားတင်းလက်ရှိနေစဉ်နတ်သမီးလေး၃ယောက်ကပေါ်လာပြီးအမှန်တရားအားလုံးကိုရှင်းပြကြပါတယ်။နောက်ပြီးအော်ရီလီယာထံကိုခွင့်ပန်ကပျောက်ကွယ်သွားခဲ့ကြတယ်။ရဲ့အနှဲငယ်အတွင်းမှာပင်အယရာဟာပုံမှန်အတိုင်းဖြစ်သွားခဲ့ပြီးဘရင်ကြီးကစပက်တီယန်ကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်။စပက်တီယန်ကမွေးရပါမှတ်သားပါတဲ့မြမလေးကိုတောင်းဆိုလိုက်ရာအော်ရီလီယာမှာထိုစကားကိုကြားပြီးဝမ်းနည်းသွားပါတယ်။ဒါကိုတတိထားမိသွားတဲ့စပက်တီယန်ကတော့နန်းတော်မှာရဲ့အနှဲငယ်ထပ်မံနေထိုင်ဖို့ခွင့်တောင်းလိုက်ပါတယ်။တဖြည်းဖြည်းနဲ့သူတို့နှစ်ဦးဟာတူငယ်ချင်းတွေဖြစ်လာကြတယ်။အတူတူမြင်းစည်းထွက်ကြတယ်။စကားတွေအများကြီးပြောခဲ့ရမှာတန်ရောစင်ကနေအချစ်ဖြစ်တို့ပြောင်းလဲသွားပါတော့တယ်။စပက်တီယန်ကအော်ရီလီယာကိုလက်ထပ်ခွင့်ပေးရန်ဘရင်ကြီးထံတောင်းဆိုလိုက်ပါတယ်။ကျွန်တော်အော်ရီလီယာကိုမျက်နှိုးပါတယ်။ဒူမနဲ့လက်ထပ်ပြီးကျွန်တော်တို့ရဲ့မြင်းလေးနဲ့အတူနေထိုင်သွားချင်ပါတယ်ဟုစပက်တီယန်ကဆိုခဲ့ရာဘရင်ကြီးကမင်းကငါတို့နန်းတော်ကိုအတက်ဝင်အောင်ပြန်လုပ်ပေးခဲ့တာပဲ။သမီးကိုလည်းစောင့်ရှောက်ပေးနိုင်မယ်လို့ငါယုံကြည်တယ်။ဒါကြောင့်မလို့ငါတဘောတူပါတယ်လို့ပြန်လည်မိန့်ကြားခဲ့တယ်။သူတို့နှစ်ဦးဟာခန္ဓာထဲဝါတဲ့မင်္ဂလာပွဲကိုကျင်းပခဲ့ကြတယ်။နှလုံးသားနှစ်ခုနဲ့ကံကြမ္မာနှစ်ခုဒီတစ်ခုဒီအဖြစ်ပေါင်းစည်းသွားခဲ့လိမ့်ပြီ။အော်ရီလီယာနဲ့စပက်တီယန်တို့ဟာလည်းဘဝတစ်ခုစီတို့အတူတူထပ်သွားကြပြီးသူတို့ရဲ့ဆက်လန်လေးဟာတော့ထာဝရလာပတဲ့ပုံမြင်တစ်ပုတ်ဖြစ်ကြံရစ်ခဲ့ပါတော့တယ်။ဒီပုံမြင်လေးရဲ့ပေးချင်တဲ့ message လေးကတော့စိတ်လှုပ်ရှားနေတဲ့ချိန်မှာမိတိဆုံးဖြတ်ချက်ကိုမှမချပါနဲ့။နံပါတ်1ကတော့အလွန်အမင်းတင်ကျက်ခြင်းကအခက်ခဲကိုဖိတ်ခေါ်တတ်ပါတယ်။နံပါတ်3ကတော့လူမကိုယုံကြည်မိခြင်းဒီတင့်ထန်မှအရာအလုံးကိုဆုံးရှုံးတွားစေနိုင်တော့ကြောင်းပဲဖြစ်ပါတယ်။ပုံမြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင် like and subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါစို့။အားလုံးပဲတတ်တာ